မင်္ဂလာပါကျွန်တော်ဂျင်မင်းမောင်ပါဗျဘန်ကောက်မှာထန်းစကန်မတက်ပဲနဲ့လွယ်တကူနဲ့သွားလာလို့ရအောင်ကျွန်တော် application ၄ခုကိုမိတ်ဆက်ပေးချင်ပါတယ်တိပြီးသားတဲ့သူရှိတယ်လို့မသိသေးတဲ့သူလည်းရှိအောင်ပါဒီ application ၄ခုကိုကျွန်တော်မိတ်ဆက်ပေးခြင်းလို့ပါပြီးလို့ရှိရင်တော့ဘယ်လိုသွားလာရမလဲကိုအစပေါ့နော်နံပါတ်1အနေနဲ့ကျွန်တော်မိတ်ဆက်ပေးချင်တာကတော့ဒီ BKK System application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒီဘန်ကောက်လာမယ်ဆိုရင်ပေါ့နော်အလဲလာလည်းပဲဖြစ်အလုံးနဲ့ဒီမှာနေဖို့ဖြစ်တော့3သိန်းတယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ဒီ application ကဘာတွေကောင်းလဲဆိုတော့အဲ့ဒီမှာ map ပေါ့နော်ဒီ BTF မိုးပြန်ရထားတဲ့မြေအောက်ရထားတဲ့ဘလို့သွားလဲဆိုတာ map ပေါ့နော်အကုန်လုံးကြည့်လို့ရတယ်အဲ့ထဲမှာကိုသွားမဲ့နေရာကိုအနည်းဆက်ဆုံး station ကိုသူတို့ကဖော်ပြထားတာပေါ့နော်အခုကိုကဘန်နာသွားမယ်ဆိုရင်တော့ဒီအစိမ်းလန်းစီးတဲ့ထားပါစို့ဒီအစိမ်းလန်းနေဘက်မှာတက်တော့ရမလဲစရံမှာတော်ရမလားစရံမှာတက်ပြန်စီးရမလားဘယ်နာမှာတက်ပြန်စီးရမလဲဆိုတာအကုန်လုံးအလွယ်တကူဝင်ကြည့်လို့ရတယ်ကွာမခက်ဘူးထန်းစကားမတက်လဲကွာအင်္ဂလိပ်နဲ့ပါတက်ရင်ရပြီအဲ့လိုမျိုးဝင်ကြည့်လို့ရတယ်ပန်းရောင်လိုင်းလား Airport လင်းလားအခုလေစိတ်ကနေဆင်းမယ်ဥပမာလေစိတ်နေဆင်းလို့ရှိရင် Airport လမ်းစီးလာခဲ့အနီရောင် Airport လင်းဆင်းလာခဲ့ Airport လင်းစီးပြီးလို့ရှိရင်မက္ကဆတ်မှာဆင်းတာထားပါစို့အဲ့ဒီမှာ MRT တွေပြန်စီးလို့ရတယ်ကွာအဲ့လိုမျိုးအလွယ်တကူလုံးဝကြည့်လို့ရတယ်ဒါမဖြစ်မနေသုံးတဲ့ application တွေတခုပေါ့နော်နံပါတ်1အနေနဲ့ကကြတော့ဒီ boat ပေါ့ boat ကကြတော့ထိုင်းနိုင်ငံမှာနေတဲ့သူတွေတော့များတယ်သိပြီးသားဖြစ်မှာပါမသိသေးတဲ့သူလည်းရှိမှာပေါ့သူကကြတော့ဒီ grade ထက်ပို့ပြီးတော့အသုံးရတာအဆင်ပြေတယ်ပေါ့နော်သုံးရတာလည်းလွယ်တယ်6တဲ့ခါကြတော့လည်းဒီဖုန်းနံပါတ်တစ်ခုချိအောင်နဲ့ကိုယ်နာမည်ထည့်လိုက်တယ်နဲ့ဖွင့်လို့ရပြီအကောက်ဖွင့်ရလွယ်တယ်ပေါ့နော်ဒီကိုစီးစင်တဲ့ကားအမျိုးအစားကိုလည်းရွေးချယ်လို့ရတယ်စံကဲတွေလည်းအလွယ်တကူခေါ်လို့ရတယ်ကားတွေလည်းအလွယ်တကူခေါ်လို့ရတယ်ပေါ့နော်အသုံးပြုတဲ့သူတွေများတော့ပေါ့နော်ဒီကားသမားတွေကအဲ့ဒါကြောင့်မို့လေကိုတငယ်ချင်းနဲ့ဥပမာမြန်မာပြည်အလေလာထားပါစို့တငယ်ချင်းတွေကကားကောင်းစီးကျင်တယ်အဲ့လိုမျိုးလိုက်ပို့ချင်တယ်ဆိုရင်တော့အဲ့လိုမျိုးကားရွေးချယ်လို့ရတယ်6ရောက်စီးတွေလည်းရှိတယ်ပြီးရင်ပစ္စည်းပို့ချင်လို့ရှိရင်လည်းစာရဲစာတမ်းပို့ချင်လို့ရှိရင်စံကေတို့ကားတို့လည်းအဲ့လိုမျိုးခေါ်လို့ရတယ်ပေါ့နော်လူမလိုက်ပဲနဲ့အဲ့လိုမျိုးပစ္စည်းပို့လို့ရတယ်ပေါ့နော်စိတ်ချရတယ်ပဲကျွန်တော်အသုံးပြုဘူးတယ်ပေါ့နော်နောက်တစ်ခုနံပါတ်3အနေနဲ့ကြတော့ဒီလလာမိုးပေါ့နော်လလာမိုးကြတော့လေထိုင်းနိုင်ငံမှာနေပစ္စည်းပြောင်းတာအိမ်ပြောင်းတာအခန်းပြောင်းတာကွန်ဒိုပြောင်းတာပဲဖြစ်ပေါ့နော်အသုံးပြုရလွယ်တယ်ပေါ့နော်အဲ့ဒါကြတော့လေကားအမျိုးအစားတွေအများကြီးရှိတယ်၄ဘိန်းကားလား6ဘိန်းကားလားအဲ့လိုမျိုးဘယ်လိုကားအမျိုးအစားလဲသူတို့ထိုင်းခေါ်တာလွတ်ကပါလားဘယ်လိုမျိုးကားအမျိုးအစားကြီးချင်းလဲအဲ့လိုမျိုးစီးလို့ရတယ်ကွာအဲ့ဒါကြတော့ဇီနုံလည်းအရန်ချို့တာတယ်ပေါ့နော်လူလိုက်ချင်လို့ရှင်လည်းလိုက်လို့ရတယ်ကားသမားပြောပြီးပေါ့နော်ပြီးလို့ရှင်လည်းပစ္စည်းတွေကိုလည်းသူတို့အခုတည်ပြီးတယ်6လွှာမရှိလို့ရှင်လည်း6လွှာတိပို့ပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မို့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါကြတော့ဘယ်လိုပြောမလဲကျွန်တော်အိမ်ပြောင်းတော့စစ်ပစ္စည်းတွေအများကြီးအိုးတို့ရေခဲတက်တာတို့ဒီခုံတွေစပွဲတွေအများကြီးယူမှာကျွန်တော်400ကျော်ပဲကုန်တယ်တက်စီစီးနောင်မှ400ကျော်500ကျော်လောက်အဲ့လောက်ပေးရတော့ပေါ့နော်ဈေးလည်းအရန်တန့်တယ်အသုံးပြုရတာလည်းအရန်ဆင်ပြေတယ်ပေါ့နော်ဝန်ဆောင်မှုလည်းကောင်းတော့အဲ့ဒါကတော့သုံးတဲ့ application လေးတစ်ခုလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီမှာဆိုရင်တော့ဈေးနှုန်းလည်းရှို့တာတယ်ကိုကားမျိုးစားလည်းရွေးလို့ရတယ်ကိုပစ္စည်းများရင်များသလို